ယောက်ျားအချင်းချင်းမိန်းမအချင်းချင်းလွန်ကျူးလို့ရင်ကာမတုမိစ္ဆာသရကံထပ်မထားရဆိုတော့အကမဏီယဝိတ္ထုမသွားမလာထိုက်သူမဟုတ်တော့ကြောင်းတဲ့ကာမတုမိစ္ဆာသရကံမထိုက်တဲ့နော်အကမဏီယဝိတ္ထုမသွားလာကောင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလေနော်ယောက်ျားချင်းချင်းမိန်းမအချင်းကြတော့ထို့သောယောက်ျားအချင်းချင်းမိန်းမအချင်းချင်းလွန်ကျူးခြင်းကိုကျမ်းဂန်တို့၌မိစ္ဆာဓမ္မမှားယွင်းဖောက်ပြန်သောအကျင့်ကိုခေါ်ဆိုသည်တဲ့နော်ပါဠိကဘက်ကအထက်ကရာစာမျက်နှာ36မှာပါတာဒီအဲ့တော့ဒါဦးဇင်းတို့ဒါတိတိတိုက်တဲ့ကာမေတုမိစ္ဆာသရနဲ့ပတ်သက်တဲ့မိကုံးလေးတွေနည်းနည်းဆွတ်ထုတ်ပေးထားတာပါနော်ဒီထဲမှာမေးစရာရှိသေးလားမရှိတော့ဆက်လိုက်မယ်နော်ဆက်လိုက်မယ်နောက်အဗြဟ္မစရိယတိလဒါကာမေတုမိစ္ဆာသရပြီးသွားတဲ့အပိုင်းမှာအဗြဟ္မစရိယနဲ့ပတ်သက်ပြီးပြောစရာနည်းနည်းရှိလာတယ်နော်ကာမေတုမိစ္ဆာသရနဲ့အဗြဟ္မစရိယမတူးနော်၅ပါးသီလနဲ့ဥပုသ္တိလမတူအဗြဟ္မစရိယသီလသည်တဲ့ဥပုသ်တေများရှင်သာမဏေများနဲ့ယဟန်များကျင့်ရသောသီလဖြစ်သည်နော်လူနဲ့တိရစ္ဆာန်ကြားမတတ္တဝါအားလုံးဤပါဇက်ပေါက်နော်လူဖြစ်ဖြစ်နတ်ဖြစ်ဖြစ်တိရစ္ဆာန်ဖြစ်ဖြစ်နော်အထီးအမယောက်ျားမိန်းမတတ္တဝါအားလုံးရဲ့ပါဇက်ပေါက်သည်ဒါအဗြဟ္မစရိယသီလပြည့်စုံနိုင်တယ်နော်ကျင်ကြီးပေါက်ကျင်ငယ်ပေါက်တို့နော်လွန်ကျူးခြင်းမပြုရလွန်ကျူးလျင်ဥပုသ်တေဖြစ်ကဥပုသ္တိလပြည့်ဤကိုရင်ဖြစ်ကလိန်ကြဤယဟန်ဖြစ်ကပါရာဇိကကြဤနော်ခုနကာမတုမိစ္ဆာစာရမှာလည်းပဲအဲ့ဒီအပေါက်၃ပေါက်လုံးဆိုင်တယ်နော်ပါဇက်ပေါက်ကောကျင်ကြီးပေါက်ကောကျင်ငယ်ပေါက်ကော၃ခုလုံးဆိုင်တယ်နော်ဒီ၃ခုတစ်ခုခုကိုလွန်ကျူးလို့ရှင်ဒါကာမိမိစ္ဆာကံထိုက်တာကြည့်ပဲနော်အဲ့တော့ယဟန်နေဆိုရင်လည်းဒါဒီ၃ခုမှာတစ်ခုဆိုရင်ပါရာဇိကကြတယ်နော်တချို့ကအဲ့ဒီမတိတဲ့ခါကြတော့လေမကြဘူးထင်ပြီးတော့လွန်ကျူးမှုတာတွေရှိတတ်တယ်အဲ့ဒါတွေကနော်အတိနောက်ကြတာပေါ့နော်အတိမှားတာနဲ့ကိုပဲဒါပါရာဇိကပြင်လို့မရတော့သာသနာမှာဆုံးရှုံးသွားပြီနော်အဲ့တော့မေထုံမပြုတ်အပ်တဲ့ပုံကို12ယောက်ရှိတယ်နံပါတ်1လူယောက်ျားနတ်ယောက်ျားတိရစ္ဆာန်အထီးပေါ့နော်ဒါကြားသုံးမျိုးပေါ့နော်လူရဲ့နတ်ရဲ့တိရစ္ဆာန်ရဲ့ဒါအထီးယောက်ျားနောက်အမမဆိုရင်လည်းအဲ့တိုင်းပဲလူမနတ်မတိရစ္ဆာန်မ3မျိုးရှိတယ်နောက်ပန်တုတ်မှာလည်း3မျိုးလူနဲ့တိရစ္ဆာန်ပန်တုတ်ဥပဒောပိမှာလည်းလူနဲ့တိရစ္ဆာန်ဥပဒောပိအဲ့တော့အထီးရဲ့အမရဲ့ပန်တုတ်ရဲ့ဥပဒောပိရဲ့ဒီ၄မျိုးကိုကျွန်တော်က3မျိုးလူနဲ့တိရစ္ဆာန်3မျိုးနဲ့မြောက်လိုက်4 3 12ပေါ့နော်၄မျိုးကို3နဲ့မြောက်လိုက်ရင်ရပြီအထီး3မျိုးအမ3မျိုးပန်တုတ်3မျိုးဥပဒောပိ3မျိုးအဲ့တော့12ယောက်ရှိတယ်အဲ့တော့အဗြဟ္မစရိယာနော်သီလကိုထိန်းတဲ့ပုဂ္ဂိုလ်တွေကဒီ12ယောက်လုံးမှာပါဇက်ပေါက်ကျင်ကြီးပေါက်ကျင်ငယ်ပေါက်ဒီအပေါက်3ပေါက်လုံးဆက်ဆက်ချင်းလုံးဝမပြုအောင်အဲ့တော့မေထုံမမူရတဲ့အမပေါက်30ဖြစ်သွားတယ်နော်ဇာထဲမှာလေယောက်ျားများဆိုလို့ရှိရင်တဲ့ပါဇက်ပေါက်ရဲ့ကျင်ကြီးလမ်းပေါက်ပေါ့နော်ဒါသူများလာပြုတ်ကျင်တယ်ဆိုလို့ရှိရင်ဒါပြုတ်ကျင်သူပြုတ်ကျင်ခံရသူနှစ်ဦးလုံးကဒါနော်အဗြဟ္မစရိယာသီလပြတ်တာပေါ့နော်နောက်လူနဲ့တိရစ္ဆာန်ပြင်မြောက်လို့ရင်6ခုဖြစ်ရတယ်နော်6ပေါက်ဖြစ်တယ်ပန်တုံများမှာဆိုလို့ချင်းယောက်ျားနိတူပါဇက်ရဲ့ကျင်ကြီးရဲ့နှမျိုးစီဖြစ်ပြီးလူနဲ့တိရစ္ဆာန်ပြင်မြောက်လို့ရင်6ခုအဲ့တော့6 2 4 12ဖြစ်သွားတာပေါ့နော်အမနဲ့ဥပဒောပိများမှာဆိုလို့ချင်းပါဇက်ပေါက်ကျင်ကြီးပေါက်ကျင်ငယ်ပေါက်လို့3ခုရှိတယ်လူနဲ့တိရစ္ဆာန်နဲ့မြောက်ရင်9ခုရှိတယ်အဲ့တော့အမမှာ9ခုဆိုလို့ချင်းဥပဒောပိမှာလည်းပဲ9ခုရှိမယ်အဲ့တော့9 2 4 18ဖြစ်သွားတယ်အဲ့တော့ဟိုဘက်က12နဲ့ဒီဘက်18နဲ့ပေါင်းလိုက်တော့30ဖြစ်သွားတာပေါ့နော်အချုပ်အားဖြင့်ကြားက6ခုပန်တုတ်က6ခုငါးက9ခုဥပဒောပိက9ခုအလုံးပေါင်း30ဖြစ်သွားတယ်နော်ဒါအောက်ကဦးဇင်းတို့တချို့အဲ့ဒါဦးဇင်းတွေကိုရင်တွေမသိတော့လေဒီမက်ပေါက်30အကြောင်းကိုမသိရအောင်တချို့ကစာတာသင်တယ်ဒီဥစ္စာတွေစနစ်တကျမသိဘူးတဲ့အခါမှာအပြစ်မရှိတော့ဘူးထင်ပြီးတော့ပြင်မမိတာတွေရှိတယ်ကိုရင်ချင်းချင်းရဟန်းချင်းချင်းကိုရင်နဲ့ကိုဦးဇင်းဒါမျိုးပေါ့ဦးဇင်းနဲ့ကိုရင်ဒါမျိုးပေါ့နော်နောက်လူနဲ့အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒါကာမင်းသမီးစကားခံမဟုတ်တော့လည်းပဲဒါအပြစ်မစရိယာဖြစ်တယ်လေကိုရင်ချင်းချင်းဦးစင်းချင်းချင်းကိုရင်နဲ့ဦးစင်းចောင်းသားစသည်ပေါ့နော်ဒါတွေအပ္ပမစရိယဖြစ်တယ်အပ္ပမစရိယဖြစ်တယ်ဆိုရင်ဒါသီလပြတ်ပြီးပါရာဇိကကြပြီရှင်းပဲကိုရင်ဆိုရင်လည်းလိန်ကြပြီပေါ့နော်အဲ့လိုဖြစ်တာပေါ့အဲကြောင့်ဒီမှာဦးစင်းတို့အင်္ဂါဆုံးဖြတ်တဲ့အခါကျတော့2ချက်ပဲဖြစ်သွားတယ်အပ္ပမစရိယသီလရဲ့အင်္ဂါ2ချက်ပဲနံပါတ်1ကတေဝနာစိတ်တယ်မိဝဲလိုတဲ့စိတ်ဖြစ်ရမှာရှိတယ်နံပါတ်2ကမဲကိနာမဲကပရိပဒမဲအချင်းချင်းသွင်းချင်းပေါ့နော်မဲအချင်းချင်းသွင်းချင်းဆိုတော့ခုနဗဇက်ပေါက်အချင်းချင်းမဆိုင်ဘူးနော်ဒါကြတော့ဦးစင်းတို့ပါရာဇိကနဲ့မဆိုင်ဘူးနော်ပါရာဇိကမဟုတ်ဘူးဆိုတော့ဒါအဗြဟ္မစရိယသီလအင်္ဂါ2ချက်ပေါ့နော်ဟိုမှာကာမေတုမိစ္ဆာသရတုံးက4ချက်နော်ဟိုအဂမနိယဝိတ္ထုတွေဘာတွေမဆိုင်တော့ဘူးဒါကြတော့နော်အဲ့ဒါမဆိုင်တော့အဲ့ဒါဆိုရင်ဦးဇင်းတို့ကာမေတုမိစ္ဆာသရသီလကောအဗြဟ္မစရိယသီလကောနှစ်ခုလုံးဒီမှာပြီးသွားပါတယ်နော်